ကိုနတ်ဆိုးပူချုပ်ကြီးတည်သွားတော့မြေကြီးပေါ်မှာအနီရောင်မော်ကြောက်တုံးကြီးတစ်လုံးကျန်ခဲ့တယ်အဲ့ဒီကြောက်တုံးကအကောင်လေးကိုလာခေါ်နေတယ်လို့ပဲကောင်လေးကသွားကင်လိုက်တာနဲ့ကြောက်တုံးကြီးကသူ့ကိုယ်ထဲကိုချက်ချင်းစိတ်ဝင်သွားပါလေရောအဲ့ဒါကိုမြင်တော့ဘရင်ကြီးကများမျက်လုံးပြူသွားတယ်ဟာနတ်ဆိုးပူချုပ်ရဲ့အသက်သွေးကြောကြောက်တုံးကို3စက္ကန့်တည်းနဲ့စုပ်ယူနိုင်တယ်ဒီဆရာသခင်ကတော့တကယ်အကျဉ်းစားပဲဆိုပြီးကိုကြီးညိုသွားတော့တာပေါ့ဒီလိုနဲ့စစ်သူကြီးကရန်သူတွေစီကရတဲ့အနီရောင်မော်ကြောက်တုံးတွေအကုန်လုံးကိုကောင်လေးရှိလာကုန်ပြီတယ်ကောင်လေးကလည်းကြောက်တုံးတွေကိုကြည့်ပြီးဒါရီတာနတ်ခေကိုယူသွားရင်ငါတော့ပြီးရနာကြီးဖြစ်ပြီးဆိုပြီးသွားရကြတယ်ရောတယ်ဘရင်ကြီးကဆရာသခင်ဒါတွေအကုန်ယူပါမလို့ရင်ကျွန်တော်တိုင်းပြည်ကိုပါနာမည်ပြောင်းပေးပါမယ်လို့ပြောလိုက်သေးတယ်။ကောင်လေးကလည်းသဘောတကျနဲ့ရတနာတစ်တာတွေမော်ကြောက်တုံးတွေအကုန်တည်ပြီးသူ့ရေချိုးဆိုင်ကိုပြန်လာခဲ့တယ်။တံမိုးကြီးရတနာတွေကိုမိခန့်တစ်တာတဲ့ထက်မော်ကြောက်တုံးတွေကိုတော့ဆိုင်ရှိကပလတ်စတစ်စလုံးတွေထဲမှာအလှပြထားလိုက်တယ်။အဲဒီနောက်ဘရင်ကြီးကကောင်လေးကိုစွမ်းထက်ဆုံးလက်ဆိုးရိုးကတွေလက်လက်ကြီးကိုအမတ်တရထပ်ပေးလိုက်တယ်နဲ့ကောင်လေးကလည်းအေးဆေးပဲဆိုင်ရှိကကောင်းတာမှာအလှတင်ထားလိုက်နေတယ်လေ။တကယ်တော့ဒီစစ်ပွဲအပြီးမှာဘရင်ကြီးတစ်ခုကိုသဘောပေါက်သွားတယ်။သူတို့ရဲ့မော်စွမ်းအင်တွေကတုံးစားလို့မရဘူး။ကောင်လေးရဲ့ရေးပြအားပြင်းပိုက်ကောင်းတွေမိကူးငွေတွေခွတ်ထုတ်တာတွေကမှတကယ်အစွမ်းထက်ဆုံးပညာရဲ့လူတွေလို့ထင်သွားတာ။အဲ့ဒီတော့ဘရင်ကြီးကတိုင်းပြည်ရဲ့စနစ်ကြီးတစ်ခုလုံးကိုအကြီးအကျယ်ပြောင်းလဲပစ်လိုက်တယ်။စစ်တီကြီးကိုတိုင်းပြည်ဆောင်ဒီချိုးချီတုံးစစ်တေနာပတိချုပ်ဖြစ်ရာထူးတိုးပေးလိုက်တယ်။နန်းတွင်းစေယုံကိုလည်းဒီချိုးချီတုံးစေကန်းလို့နာမည်ပြောင်းပြီးဆရာဝန်တွေအကုန်လုံးကိုချီတုံးသမားတွေဖြစ်ခိုင်းတော့တာပဲ။စာမေးပွဲကြားတဲ့သူတွေဆိုနောက်ပိုင်းကလက်စိုးဝင်ပွင့်တွေကိုတွားချီတုံးပေးရမယ်တဲ့။အဲ့ဒီနောက်စစ်တီကြီးကတမတော်တစ်ခုလုံးကိုတန်ချက်တာတွေဖြစ်ခိုင်းပြီးချီတုံးချင်းစင်တွေစက်ကျင်ခိုင်းတော့တယ်။မနက်ဆိုချီတုံးနေလေဆိုခွက်စုံညနေဆိုရေးစိန်ရတယ်။ခန္ဓာကိုယ်မှာကြောတဲ့စစ်သားတွေဆိုရင်တွေးထွက်တဲ့အချိန်ကိုအကျမ်းပါတိုင်းချီတုံးခံရတာ။စစ်သားတယောက်ဆိုနာလုံးလုံးငိုတောင်ကိုနေသေးတယ်ပြီးတော့တိုင်းပြည်မှာရေချိုးလက်မှတ်တွေကိုအမြင့်ဆုံးငွေကြေးအဖြစ်သတ်မှတ်လိုက်တယ်အဲ့ဒီလက်မှတ်ရတဲ့သူတိုင်းကောင်လေးရဲ့ဆိုင်ကိုသွားပြီးကိုယ်တိုင်ချီတုံးခံခွင့်ရမယ်ဆိုပဲအဲ့ဒီအချိန်မှာကောင်လေးကတော့သူ့ရဲ့ခင်မီရေချိုးဆိုင်လေးထဲမှာဆိုဖာပေါ်လဲရင်ဖုန်းလေးကြည့်ပြီးစိန်ကြနေတယ်ပတ်စံတွေအများကြီးဝင်လာလို့ပြောနေတာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူ့ဆိုင်ရှိကိုထူးဆန်းတဲ့အနက်ရောင်ကားမဲကြီးတွေအများကြီးရောက်လာပါလေရောသူတို့ကကောင်လေးရဲ့ရေချိုးဆိုင်မှာရှိတဲ့ရှားပါမော်ကြောက်တုံးတွေကိုလိုချင်လို့ကောင်လေးကိုပြန်ပေးဆွဲဖို့ကြံစည်နေကြတာလေညတနာကြီးကြီးမှဝင်ဆွဲမယ်ပေါ့အဲ့ဒီအချိန်မှာကောင်လေးကဆိုင်ထဲမှာတရားထိုင်နေတော့သူ့စံတာတစ်ခုကိုသတိထားမိလိုက်တယ်ဒီပိုက်ကောင်းလေးကနေဘေးဟာနဲ့ပေါက်ကြီးပွင့်လာပြီးလူမိုက်3ယောက်ရောက်လာပါလေရောသူတို့ကကောင်လေးကိုတနက်တွေနဲ့ချိန်ပြီးလက်နောက်ဆန်းလို့ခေါ်တယ်ဒါပေမဲ့ကောင်လေးကနည်းနည်းလေးမှမကြောက်တဲ့အပြင်မင်းတို့တမီးတွေကလည်းကွာအက်ဆီကျိတ်လိုက်တာဆိုပြီးပြန်អော်လိုက်သေးတယ်ပြီးတော့ကောင်လေးကငါချမ်းနေလို့စက်ပြလေးနဲ့မျက်နှာအရင်ပြစ်လိုက်အောင်မယ်ဆိုပြီးတန်းရောင်စက်ပြခဲလေးကိုတန်းယူလိုက်တယ်လူမိုက်ကောင်းဆောင်ကဒေါသထွက်ပြီးကောင်လေးရဲ့ရင်ဘက်ကိုတနက်နဲ့ပြစ်ချလိုက်တာပဲဒါပေမဲ့အော်စရာကောင်းတာကကြည်စံကကောင်လေးကိုမဖောက်နိုင်ပဲပြားချက်ပြီးအောက်ကျသွားတယ်လူမိုက်တွေလည်းမျက်လုံးပြူသွားပြီးဟင်းသူကအရေးပြားအောက်မှာတက်ပြားခံထားတာလားဆိုပြီးလန့်ကုန်ကြတာပေါ့အဲ့ဒီတော့မှကောင်လေးကအော်မင်းတို့ကိုဟိုဘော့ကြီးလွတ်လိုက်တာမလားဆိုပြီးတန်းရောင်စက်ပြခဲလေးကိုမော်ဆွမ်းအင်သွင်းပြီးပြစ်ပေါက်လိုက်တယ်စက်ပြခဲလေးကလေးစားတန်းကြီးလိုပြေးထွက်သွားပြီးလူမိုက်3ယောက်လုံးလွှင့်စင်ပြီးအေးကြီးပေါ်ခွေချသွားရောအပြင်မှာချောင်းကြည့်နေတဲ့ဘော့ကြီးလည်းလန့်ပြီးထွက်ပြေးဖို့လုံတုံးစက်ပြခဲကအတူတူကောင်းကိုခက်မှန်သွားလို့အောက်ကိုပုံရသားလဲကျသွားတယ်ကောင်လေးကဘော့ကြီးကိုမင်းလုပ်ထားတဲ့အမှုတွေအတွက်လက်ထံရဲစခန်းမှာသွားဖမ်းခံလိုက်တော့လူအေးဆေးပဲပြောလိုက်တယ်ဒီလိုနဲ့ကောင်လေးကရဲကိုဖုံးဆက်တိုင်လိုက်တယ်ပြီးတော့လက်ထဲကကြေမွသွားတဲ့စက်ပြကိုကြည့်ပြီးနောက်တစ်ခါဆိုဒီထက်ပိုမာတဲ့စက်ပြဝင်မရမယ်လို့တွေးနေသေးတာအဲ့ဒီအချိန်မှာပဲသူ့ဖုန်းထဲကို message တစ်ခုဝင်လာတယ်ရှင်ပေါ်ဆက်ထားတဲ့စေးစိမ်ကြီးကိုစိတ်ဝင်စားလို့မနက်ဖြန်3နာရီလက်ဖက်ရည်ဆိုင်မှာတွေ့ရအောင်တဲ့ဘယ်သူမှမသိခင်မှာပဲကောင်လေးရဲ့ရေချိုးကန်ပေါ်မှာနောက်ထပ်လေးဟာနဲ့ပေါက်ကြီးတစ်ခုထပ်ပွင့်လာပြန်ပါရောပါလောလောဆယ်ဒီကြီးပဲထွက်ပါသေးတယ်